မင်္ဂလာပါ မင်္ဂလာပါရှင်ဟုတ် သမီးနာမည်လေးရဲ့သမီးအခုလက်ရှိအသက်လေးရဲ့မိတ်ဆက်ပါ သမီးကတော့ချစ်သူသူဟန်လို့ခေါ်ပါတယ်ပြီးတော့သမီးတက်ကတော့15နှစ်ပါရှင် ဒီလိုမျိုးစောင်းလိုမျိုးဒီဓမ္မဒုတိယရေးဒီခံနိုင်အောင်ဒီလိုမျိုးဓမ္မမှုသချင်းတွေဆိုနိုင်အောင်သမီးပဲချိန်မှာစပြီးတော့ထိတွေ့လေ့လာသင်ကြားခွင့်ရခဲ့တယ်အဲ့ဒါလေးစပြောပါလား ဟုတ်သမီးတချင်းကတော့ငငယ်လေးပစ္စည်းတေးသေးလေးတွေရတာတချင်းလေးတွေလိုက်ညီးတယ်ကြပြလေးလိုက်ညီးတယ်ဒီကနေပြီးတော့စခဲ့ရပါတော့ဒါပေမဲ့ဒီမြန်မာတန်စင်တွေမြန်မာမဟာဂီတတွေကိုစနစ်တကျနဲ့စပြီးသင်ယူခဲ့တာတော့အသက်10နှစ်လောက်ကနေစပြီးသင်ယူခဲ့ရပါရှင် အဲ့ဒါဆိုလို့ရှိရင်သမီးတို့ဒီအစုမလန်ပတ်သက်ပြီးတော့သင်ကြားပြီးတဲ့ဆရာသမားတွေဒီလိုမျိုးမြန်မာမှုသချင်းတွေကိုဆိုနိုင်အောင်သင်ကြားပေးခဲ့တဲ့ဆရာတွေပြောပြပါအောင်ဒါအသက်ဆိုတာလို့ရှိရင်မိမိကလက်ဦးဆရာလို့ပြောတယ်ဒီအဆိုပိုင်းနဲ့ပတ်သက်ပြီးတော့ကိုမိမိကဘယ်သူဖြစ်တယ်ကိုဘယ်လိုသင်ကြားခဲ့တယ်ဆိုတာလေးပြောပြပါ โอเคသမီးမေကတော့မေဒေါ်မူမူဆွေလို့ခေါ်ပါတယ်ပြီးတော့မေတချင်းလေးရေးရပေါ့နော်မေမူဆိုရဲကလောင်နာမည်နဲ့တချင်းလေးရေးပါတယ်သမီးငယ်လေးတွေကဘယ်လိုပြောရမလဲသမီးရဲ့ဝါသနာပါရမီကိုမေကငယ်လေးတွေကဒါဟိုပါပေါ့တီးခဲ့ပေါ့နော်တီးခဲ့တဲ့ခါကျတော့သမီးနဲ့တိုင်ပင်ပြီးတကယ်လုပ်ချင်လားဒီဂီတကိုဝါသနာပါလားတိုင်ပင်ပြီးတော့သမီးအသက်10နှစ်မှာတော့တည်တည်ချာချာစနစ်တကျနဲ့မေကသမီးကိုသင်ကြားပေးခဲ့ရပေါ့နော်အခုမေကဒီ MTK Music Family ဆိုရဲဒီတင်နန်းလေးလည်းဖွင့်ထားပါတယ်အခုလက်ရှိအခုထပ်ထိပေါ့နော်တချင်းလေးတွေသင်ပေးနေပါတယ်တူနဲ့တူချစ်စီကြောင်တောင်းစုပြုမေလီဘဝတိုင်းတင်ချီပုံပမာနိုင်ပြမေလီမောင်ရီအဲ့ဒါလို့ရှိရင်သမီးမိမိပြင်တခြားသမီးရဲ့ဆရာသမားတွေလည်းမိတ်ဆက်ပေးပါဟုတ်သမီးဆောင်းကတော့ဒါဖေစီရပါတော့သမီးဖေစနေမောင်နေနောက်မန္တကီဦးမျိုးမရလို့လည်းခေါ်ပါတယ်သမီးဖေစီကနေတင်ကြားပေးခဲ့ရေပေါ့နော်ပြီးတော့တခြားတင်ဆရာမြင်ဆရာကြားဆရာတွေလည်းသမီးဂီတနဲ့ပတ်သက်ပြီးတော့အများကြီးပြောလို့မကောင်းမရှိပါတယ်တင်ဆရာမြင်ဆရာကြားဆရာအများကြီးပဲပေါ့နော်ဒီချစ်သူဟန်ဆိုတဲ့သမီးရဲ့ channel လေးသမီးရဲ့ YouTube page လေးပေါ့နော်အဲ့ဒါလေးကိုပဲချိန်လောက်မှစပြီးတော့ထူထောင်ခဲ့တာလေသမီး YouTube channel က2023လောက်ကစပြီးတော့ဖွင့်ခဲ့ရပါတော့အဲ့မှာသမီးမဟာဂီတလေးတွေရောဒါမြန်မာတချင်းလေးတွေရောဒါသမီးရဲ့ဂီတလှုပ်ရှားမှုလေးနဲ့ပတ်သက်ပြီးတော့တင်ပြခဲ့ရအခုချိန်ထိပေါ့နော်အဲ့ဒီမှာထူးခြားတာဒီလိုမျိုးပေါ့သတိကြီးလေးချူပါတယ်ဆိုတော့တချင်းလိုမျိုးပေါ့နော်သမီးတချင်းလေးတွေကိုဆိုမှန်ချင်းလေးတွေကာဘာဆိုမှန်ချင်းလေးတွေဘယ်လိုရွေးချယ်လဲဘယ်လိုရွေးချယ်လဲဆိုတော့ဒါဒီထဲမှာအစုံပဲဒီမှာမို့လို့လည်းပါတယ်ဒီမှာဝင်ခင်းပါတယ်ဒီလေးချိုပါတယ်လိုမျိုးပါတယ်ဒီမှာဓမ္မလေးလိုမျိုးဟလာဂုဏတော်ကိုအားလိုမျိုးအဲ့လိုမျိုးလည်းပါတယ်ဆိုတော့သမီးအဲ့လိုမျိုးကိုကာဘာဆိုမဲ့ချင်းတွေကိုရွေးချယ်တယ်လို့သမီးရွေးချယ်တာတော့သမီးကြိုက်တဲ့ချင်းလေးတွေများပါတယ်ဘယ်လိုပြောရမလဲသမီးကြိုက်တဲ့ချင်းလေးတွေကိုသမီးဆိုရဲပြီးတော့သမီးဆိုတဲ့ဟာလေးတွေကိုပရိသတ်တွေလည်းနားထောင်လို့ရအောင်သမီးလည်းနားထောင်လို့ရအောင်လိုင်းပေါ်မှာတင်နေပေါ့နော်ရွေးချယ်ပြတာတော့ဒါသမီးကြိုက်တဲ့ချင်းတွေရွေးအားလုံးကတော့မြူမောင်ဝေကင်းငွေအစင်စန္ဒာပြည်တော်တိုင်းမြန်ပြီငြိမ်းချမ်းအောင်စုreach အရောက်ဆုံးသမီးကိုcomment ကိုအားပေးကြတဲ့တခြင်းဆိုဘယ်တခြင်းဖြစ်မလဲပေါ့ဘယ်တခြင်းဖြစ်မလဲပေါ့ဘယ်တခြင်းဖြစ်မလဲစဉ်းစားလိုက်မယ် YouTube မှာဆိုရင်တော့ရွှေကြေးတမားဒါအများဆုံး view အများဆုံးပေါ့နော်တစ်ခုနဲ့မတူပြန် Facebook မှာကြတော့ဒါတခြားနှင်းပြောက်တဲ့ຫນွေတို့ပါတော့ဒီလိုတခြင်းတွေပို့ပြီးအားပေးကြရပေါ့နော်မိရတဲ့ကာဘာတွေဆိုတော့မိမိရလည်းတခြင်းရေးတယ်မိရလည်းဒုတိယတီးတယ်ဆိုတော့ကိုတချင်းတွေရောတင်လာပေါ့ဟုတ်ကိုတချင်းတွေကတော့ဒါအခုမေသမီးအတွက်ရေးပေးထားတဲ့တချင်းလေးစုထားရှိရပေါ့နော်ဒါရှေ့လျှောက်မှာတင်တော့မှာပေါ့တချင်းလေးတွေအခုလုပ်နေတယ်ပြီးတော့သမီးရဲ့ကိုပိုင် series ဖြစ်တဲ့ဒါရွှေစွန်ညွန်တန်ဆန်းဆိုတဲ့ series လေးရှိပါတယ်အဲ့ဒါကတော့ Japan producer တယောက်ဒါ produce လုပ်ထားရပြီးတော့ CRDMO ကအဲ့ series လေးကိုသမီးအတွက်ရေးပေးခဲ့ရပါရှင်ဟုတ်ဒီ
ဒီမှာဟိုဘုံချီပွဲတို့ပါတော့ဟိုဆရာတရားမို့ရေးပြတဲ့ချင်းတွေလည်းသမီးဆိုခဲ့တာပြရအောင်လည်းဟုတ်တယ်အဲ့ဒီရွှေစင်ညွန်တန်ဆန်း series လေးပေါ့နော်အဲ့မှာတချင်းလေးဆရာတရားမို့ရေးတဲ့တချင်းလေးဘုံချီပွဲအပါဝင်ပေါ့နော်အများကြီးရှိရဲ့တချင်းလေးတွေလည်းတော်တော်ကောင်းတယ်သမီးလည်းအရင်ကြိုက်တယ်ပြီးတော့ဒါမြန်မာ traditional ဘက်ကိုသွားတဲ့တချင်းလေးတွေရှေးအလှတို့ဘုံချီပွဲတို့ဒီလိုတချင်းလေးတွေပေါ့နော်ဒီဘက်ခင်မှာကျတော့ဟိုသမီးတို့ကရွေးချက်စရာအများကြီးရှိတယ်ပေါ့နော်ဟို drum တီးချင်တာလားဒါမှမဟုတ်ရင် vocalist လုပ်ချင်တာလားဟိုဒါမှမဟုတ်ရင်လည်းတရောထိုးချင်တာလားစသဖြင့်ပေါ့နော်မိဘရဲ့လည်းပတ်မှုသလိုဟိုရွေးချက်စရာပေါ့နော်အဲ့ဒီကနေမှသမီးကမြန်မာမှုတွေကိုချစ်တယ်မြန်မာတူရတွေကိုတိခတ်ခြင်းနဲ့ဆိုတဲ့စိတ်ကဟိုဖေဖေမေရိုးနဲ့ဆိုင်တာလားသမီးရဲ့နှလုံးသားရဲ့ဖြစ်တည်လာလားပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ပါတယ်သမီးတို့ဒီအခုလူငယ်အခုခေတ်မှာပေါ့နော်ရွေးချယ်စရာတွေအများကြီးရှိရဲဒါသမီးကိုယ်တိုင်ကလည်းဒီဂီတအမျိုးအစားအများကြီးရှိရပေါ့နော်အဲ့အမျိုးအစားအားလုံးကိုလည်းသမီးကကြိုက်တယ်နားထောင်ရတာလည်းကြိုက်တယ်ဆိုရတာလည်းကြိုက်တယ်အဲ့မှာမှဒီမြမဂီတပေါ့နော်ဂီတအားလုံးကတစ်မျိုးစီသူ့ရဲ့ထူးခြားမှုတွေလှပမှုလေးရှိပေမဲ့ဒီမြမဂီတကလည်းအဲ့လိုပုံစံပဲပေါ့နော်တမူထူးခြားရယ်သူ့အလှနဲ့သူကိုယ်စီရှိကြရယ်ပေါ့နော်သမီးမေမေတို့ဖေဖေတို့ကြောင့်ဒီဟာကိုလုပ်ခဲ့ရလားဒါမှမဟုတ်သမီးနှလုံးသားတွေကဖြစ်တည်လာတဲ့ဟာလားဆိုတော့သမီးနှလုံးသားတွေကဒါဖြစ်တည်လာတယ်လို့ပြောချင်ပါတယ်ဒီအစိုးပိုင်းနဲ့ပတ်သက်လို့အတီးပိုင်းနဲ့ပတ်သက်လို့သမီးမှာဘယ်လောက်ထိရည်ရွယ်ချက်အိမ်မက်ဒီမက်ထားလဲပေါ့နော်အဲ့ဒါလည်းပြောပြအောင်โอเคအခုငငယ်ကလေးကအခုထက်ထိတော့ဒါသမီးကဒီဂီတလမ်းကြောင်းမှာစူးစမ်းနေစေပေါ့နော်ဆက်လက်ပြီးတော့လည်းဒါဂီတဆိုတဲ့အရာအရန်ကျေပြောတယ်ကျေပြန့်တယ်ဆိုတော့သမီးဆက်ပြီးတော့ဒီဂီတကိုတင်သွားပါမယ်ဒီမြန်မာတန်စင်ရောဒါနောက်တိုင်းတို့ international တို့ဒါပြီးတော့တခြားနိုင်ငံတွေရဲ့ဒီ culture တို့ traditional music တို့ကိုလည်းကြီးလာရင်တဖြည်းဖြည်းပေါ့နော်ဒါလေ့လာဖို့အစီအစဉ်တွေရှိရဲပြီးတော့သမီး planning လုပ်ထားတဲ့သမီးရဲ့ဂီတနဲ့ပတ်သက်တဲ့ project လေးတွေဒါသမီးကိုယ်လေးနဲ့ကိုလုပ်နေတယ်ပြီးတော့အခုသမီး YouTube မှာဒါcover လေးအခုဆိုဖြစ်တယ်ပေါ့နော်မကြခင်မှာတော့သမီးရဲ့ကိုပိုင် series လေးအသစ်လည်းထပ်ထုတ်ဖို့သမီးစူးစမ်းနေပါတယ်ပြီးတော့သမီးရဲ့အကြီးမားဆုံးရည်ရွယ်ချက်လို့ပြောရမလားပေါ့နော်အကြီးမားဆုံးရည်ရွယ်ချက်ကတော့သမီးရဲ့ဒီမြမရိုးရာယဉ်ကျေးမှုမြမမဟာဂီတမြမတန်စင်မြမအမွေအနှစ်တွေကိုဒါသမီးကမြန်မာနိုင်ငံတင်မဟုတ်ဘဲနဲ့ကမ္ဘာတဝန်းကိုသိအောင်သမီးရဲ့ဂီတနဲ့သမီးကဖော်ပြဖို့လို့သမီးစူးစမ်းနေပါတယ်အဲ့ဒါတော့သမီးရဲ့အကြီးမားဆုံးရည်ရွယ်ချက်အိမ်မက်ပေါ့နော်ဟုတ်ပြီဗျာအဲ့ဆိုရင်အခု Facebook မှာဖြစ်စေ YouTube မှာဖြစ်စေจิตတူဟာဆိုပြီးတော့ဟိုသမီးတချင်းတွေပဲဖြစ်ဖြစ်ကာပါရယ်စောင်းတွေပဲဖြစ်ဖြစ်အဲ့လိုနားထောင်နေအားပေးရဲဆိုတော့တချင်းကြိုက်တဲ့လူတွေဘာပြောလဲကဲသမီးကိုငယ်လေးကလေးကပံ့ပိုးလာတယ်အပေးလာတယ်သမီးကိုချစ်ခင်တဲ့ပရိသတ်တူးချင်းစီကိုသမီးရဲ့ကျေးဇူးအများကြီးတင်ပါတယ်သမီးဆက်လက်ပြီးတော့လည်းဒီအနုပညာလမ်းကြောင်းမှာထပ်ပြီးတော့စူးစမ်းသွားမယ်သမီးရဲ့ပန်းနိုင်လေးအိမ်မက်တွေရအောင်လည်းသမီးကိုကူညီပံ့ပိုးပေးစီချင်ပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်